စာပေမှထုတ်ဝေဖြန့်ချီသောပကြီးမျိုးမှန်ရေးဆွဲပုံဖော်သည့်ဝေသန္တရာဇတ်တော်ကြီးဖြစ်ပါတယ်ကွယ်ရှိလူလီပြီးသောအခါကတေဝီတိုင်းစေတုတ်တရာပြည်၌တိမ်စီမင်းကြီးသည်စိုးစံလျက်ရှိလေ၏ထိုမင်း၏မိဖုရားဖုတ်တတိဒေဝီမှဝေသန္တရာမည်သောသားယရနာလေးကိုဖွားမြင်ခဲ့ရာရင်းနှီမှာပင်စင်မတကောင်သည်ကောင်းကင်ထက်မှစင်ဖြူလေးတကောင်ကိုချီမလာပြီးလျင်စင်တင်းကုန်၌ချထားလေ၏ထိုစင်ဖြူလေးကိုပစ္စယဟုအမည်ပေးလေ၏ဝေသန္တရာမင်းသားငယ်သည်ငယ်စဉ်ကလေးကအလူအတန်းကိုလွန်စွာဝါဒနာပါပြီးစင်ဆက်မပြည့်လှူဒန်းလေသည်အရွယ်ရောက်လေလျင်မိဘတို့၏အစီအမံဖြင့်လှပတင့်တယ်သည့်မရီဒေဝီမင်းသမီးလေးနှင့်လက်ထပ်ထိမ်းများခဲ့လေသည်မရီဒေဝီသည်သားလေးဇာလီနှင့်သမီးလေးကနာစိန်တို့ကိုမွေးဖွားခဲ့လေ၏ဝေသန္တရာမင်းကြီးသည်နေ့စဉ်6သိန်းမြတန်မိုးရှိသည့်ဥစ္စာတို့ကိုပေးဝေလှူဒန်းလေသည်တခါတော့ကလိန်ကရစ်ပြည်၌မိုးခေါင်ပြီးဒုတ်ပင်ခန္ဓရကတ်ကြီးကိုစိုက်ရောက်လျက်ရှိရာရေရအောင်ဘယ်လိုလုပ်ရပါစင်ဖြူရှိရာရက်တွင်မိုးရွာသည်ဟုယုံကြည်မျှော်လင့်ကြသောကြောင့်ကလိန်ကရစ်မင်းသည်ပုံနာ8ယောက်ကိုဝေသန္တရာမင်းထံဆေးလို့ပြီးစင်ဖြူတော်ကိုအလူခံစီလိုက်၏ဝေသန္တရာလည်းစင်ဖြူတော်ကိုလွယ်ကူစွာလှူဒန်းလိုက်လေသည်သို့သောစေတုတ်တရာပြည်သူပြည်သားတို့သည်စင်ဖြူတော်လှူဒန်းလိုက်သောကြောင့်ဝေသန္တရာမင်းကြီးပေါ်လုံးဝမကျေနပ်သဖြင့်ခမည်းတော်သိမ်စီမင်းကြီးထံသွား၍တိုင်းပြည်လုံးအမျက်တနူးတန်ဖိုးထားတဲ့စင်ဖြူတော်ကိုအရှင်ရဲ့သားကလက်လွတ်စပယ်လှူဒန်းလိုက်တာဟာပြည်သူပြည်သားတွေကိုမယူမဆိုင်သလိုလုပ်တာပါပဲဒါကြောင့်ဝေသန္တရာမင်းကိုအလိုမရှိတော့ပါသူ့ကိုတိုင်းပြည်မှာမောင်းထုတ်ပေးတော်မူပါသိမ်စီမင်းကြီးသည်ပြည်သူပြည်သားအများစု၏ဆန္ဒကိုမလွန်ဆန်နိုင်သဖြင့်ပြည်အသေးနှလုံးဖြစ်အောင်စင်ဖြူတော်ကိုလှူဒန်းလိုက်သည့်သားတော်ဝေသန္တရာကိုတိုင်းပြည်မှနှင်ထုတ်လိုက်ရလေတော့၏တို့ဖြင့်ဝေသန္တရာမင်းကြီးသည်မဒီဒေဝီသားတော်သမီးတော်တို့နှင့်အတူတိုင်းပြည်မှထွက်ခွာသွားပြီးဟိမဝန္တာတောသို့ဝင်လျက်ကျောင်းသင်ငန်းနှစ်ဆောင်စောက်လုံနေထိုင်ကြလေ၏မရီဒေဝီသည်ကျောင်းသင်ငန်း၌ပင်ဝေသန္တရာမင်းကြီးနှင့်ကလေး2ယောက်ကိုထားရခါသူမကတောလေလျက်တစ်သီးတစ်ဥတို့ကိုရှာဖွေခြင်းပြုလေ၏ရင်းသို့သောအခါသမယတွင်ကလင်ကတိုင်ဒုံနိဝိနာမြည်ရှိသောပုံနာရွာမှပုံနာစုစက၌အမိတ္တပုံတီးဟုသောမယားချောချောလေးရှိလေသည်အမိတ္တပုံသည်လင်ဖြစ်သူစုစကပုံနာအားအိမ်၌ခိုင်းစီရန်အစီကံလိုအပ်သဖြင့်ရှာဖွေပေးရန်ပူဇာလေ၏အိမ်ပေါ်ငါနီးကြီးဖို့ငါမှငွေမှမရှိပဲတကူတော့ရှိတယ်ဝေသန္တရာရဲ့သားနဲ့သမီးကိုသွားအလူခံပြီးခိုင်းရင်တော့ရမယ်ဒါဆိုလကပေးရမလို့တော့ဘူးငဲပိုင်လိုက်ပုံကတို့ဖြင့်စုစကားပုံနာသည်ဟိမဝန္တာတောသို့ဝင်ခဲ့ပြီးမရီဒေဝီတစ်သီးရှာသွားကြကလေး2ယောက်ကိုအလူခံတော့၏ဝေသန္တရာမင်းကြီးသည်သားစာလီနှင့်သမီးကနာစိန်တို့ကိုလှူဒန်းလိုက်ရာခမည်းတော်ဖျားသားတော်တို့ဒီပုံသားကြီးနဲ့လိုက်မသွားပါရစေနဲ့ဟုတ်တယ်မလိုက်ဘူးတဲ့ခလေးတို့ကငိုယိုညင်းဆန်လေလျင်စုစကားပုံသားကြီးကကြိမ်ဖြစ်ရိုက်တဲ့အခါအတင်းခေါ်ဆောင်သွားတော့၏တစ်သီးရှာဖွေရာမှမရီဒေဝီပြန်ရောက်လာသောအခါသားသမီးတို့ကိုမတွေ့ရလေလျင်စိုးထိတ်ပူပန်သွားတော့၏ဤတွင်ဝေသန္တရာအားအကြိမ်ကြိမ်မေးမှ
သားနှင့်သမီးတို့ကိုလှူဒန်းလိုက်ပြီးဖြစ်ကြောင်းသိရတော့၏မရီဒေဝီသည်ကြေကွဲခြင်းပြင်းစွာဖြစ်တော်လဲလင်းယောက်ျား၏အလူဒါနအတွက်ဝမ်းမြောက်စွာတာရုခေါ်ရှာလေသည်တာတုတာတုတာတုတရားမင်းသည်မရီဒေဝီကိုပါလှူလိုက်မည်ဆိုသဖြင့်လူပြည်သို့ဆင်းလာပြီးလျင်ပုံနာအိုဟန်ဆောင်လျက်မရီဒေဝီကိုအလှလာခံလေ၏ကျွန်တော်အတွက်စေပီမီယူလက်တူလက်တောင်းခိုင်းရင်လို့မဒီဒေဝီကိုပေးလူပါဗျာတရားမင်းသည်မရီဒေဝီကိုအလှခံရရှိလျင်ဝေတန်တရားထံပြန်လဲအနံလိုက်လေ၏ထို့နောက်တရားမင်းသည်ကိုထင်ပြပြီးတကားလားငါသည်တရားမင်းဖြစ်၏အရှင်မင်းကြီးတို့လူရဆုတောင်းပါလို့တဲ့အရှင်တရားမင်းခမည်းတော်မှကျွန်ုပ်တို့ကိုပြန်ခေါ်စေလိုပါတယ်သားတော်သမီးတော်တို့ကိုလည်းအသက်ရှင်ပြီးမင်းစည်းစိမ်ရစေလိုပါတယ်ပေး၍မကုန်လူရမခန်းသောဘဝရောက်ချင်ပါတယ်နောင်ဘဝတစ်ခု၌ဖရာအဖြစ်ရလိုပါတယ်အရှင်မင်းကြီးတောင်းတော်စုပြေပါလိမ့်မယ်ယင်းအချိန်ဝဲစုစကားပုံနာသည်ခလီးနှစ်ယောက်ကိုအာရမခေါ်ဆောင်သွားရင်မျက်စိလဲသွားရမှသိစီမင်းကြီးဤနန်းတော်အနီးသို့ရောက်ရှိသွားတော်၏မင်းကြီးလဲခလီးများကိုတရိပြုမိသဖြင့်မင်းကြီးနုအားခေါ်စီကအိုးငါမီးလေးတွေပါလားအကျိုးအကြောင်းကိုမေးပြီးငွေပေးကခလေးတို့ကိုစုစကားထံမှရွေးယူလိုက်လေ၏စုစကားသည်ဘုရင်ကြီးကျွေးသည့်အစားကောင်းအတောက်ကောင်းတို့ကိုတဝါတပြဲစားရင်စဘိုးနှင့်ကတေလေတော့၏ကလင်ကတိုင်းတွင်မိုးပြန်မှန်သွားပြီဖြစ်သည်ဖြင့်စင်ဖြူတော်ကိုပြန်ပေးရာစေတုတ်တရာပြည်သူပြည်သားတို့၏ဝေတန်တရားမင်းကြီးအပေါ်ထားသည့်မကျေနပ်ချက်တို့သည်လည်းလွင့်ပြေသွားတော့၏သိစီမင်းကြီးသည်သားတော်ဝေတန်တရားနှင့်မရီဒေဝီတို့ကိုပြန်ခေါ်ကာထီးနှံပြန်အပ်လေ၏ဝေတန်တရားမင်းကြီးတို့မိသားစုလည်းပျော်ရွှင်စွာပြန်လဲပေါင်းဆောင်ရလေတော့တည်းတဲ့ကွယ်